အခန်း73တရားစရက်ဤကွက်ပစ်တွင်ထိုင်ကလူတို့ကိုဖိတ်ခေါ်နေသောမောက်အတန်ကိုသူမနားတွင်ခက်မှန်မှန်ကြားနေရသည်သူမထံတွင်လာရောက်စာတင်ကြသောအမျိုးသမီးငယ်များတို့ကိုသူမနှင့်အဲလစ်ဇဘက်ကိုလ်မန်တို့အတူစာတင်ကြားပေးနေကြသည်ကိုလ်မန်ဇနီးမောင်နှံမှာသူတို့ကိုယ်တိုင်မြန်မာစကားတင်ကြားမှုမပြီးပြတ်သေးတော့လဲသူမတို့ကိုစတင်ကူညီနိုင်နေပြီဖြစ်သည်အဲလစ်ဇဘက်ကစာတင်ကြားမှုတွင်ကူညီနေသလိုဂျိမ်းစ်ကိုလ်မန်ကဂျစင်၏လက်ရေးဝေစာတို့ကိုကူရေးပေးနေသည်ဆရာကြီးဟဲ့မောင်တော့မင်းတစ်ဖောင်အဖွဲနဲ့လိုက်သွားမလို့ဆိုငါကသွားပြီထင်နေတာမောင်ကိုဆရာကြီးဟုခေါ်တဲ့နှင့်မောင်ထံမှပြန်လှန်နှုတ်ဆက်တန်ကြားရသည်မောင်တော့ပြန်လာသည်ဆို၍အန်ပါစာတင်ရာမှအပြင်သို့ထွက်ကြည့်မိသည်ရက်တပတ်အနှဲငယ်ခရီးထွက်ပြီးပြန်လာပါကနှစ်ချင်းမင်္ဂလာပေးရန်ပြောကခရီးထွက်သွားသည့်မောင်တော့သည်ရက်အနှဲငယ်တွင်မှပင်ပြန်ရောက်လာခဲ့သည်ဒီတစ်ကုံတဲ့ကအစင်မပြေတော့ပါဘူးဆရာကြီးရဲ့ဖောင်သွားမျောရမယ့်နေရာကမရေရာတဲ့အပြင်အရင်အကျွေးတွေမဖြေရှင်းထားတော့ဟိုရောက်ရင်ဘလောက်ကြာမှလဲမသိဘူးပေးလိုက်တဲ့ရိတ်ခါကလည်းရက်ကြနေလို့အဆင်မပြေဘူးရက်ကြနေရင်ကို့ဘာသာကိုရှာဖွေစားတော့ရမှာဆိုတော့မလိုက်ပဲပြန်လာလိုက်တော့တယ်အလုတ်အကင်အဆင်မပြေသဖြင့်မောင်တော့ညင်းညူပြောသည်တကယ်တော့မောင်တော့ကဖောင်အလုတ်ကျန်းသမားမဟုတ်စာပေရေးတက်ဖတ်တတ်သောမောင်တော့သည်တစ်ကုံတဲ့ဤစရေးသဘောမျိုးဖြစ်သည်မောင်တော့ပြောဖို့အရာရခင်အခောက်များတွင်လည်းခုလိုတစ်အချိန်မီမရပဲကြာမြင့်စွာတောင်းတင်နေပါကတာဝန်ခံတပွဲဖြစ်တော်သူမှာကိုယ်တိုင်အတွက်တာမကတစ်ဖောင်လုပ်သားများအတွက်ပါစောင့်ရှောက်ကြွေးမွေးရလေရှိသည်ဒီကြားတဲ့တစ်တွေအဖမ်းဆီးခံရလင်အာနာပကွက်သားတို့လက်သို့တစ်ကုံတဲ့ကိုစားတာဝန်ခံပေးရတတ်သေးသည်အခုဒီကုံတဲ့စီကအလုတ်ထွက်လာတော့လဲနောက်ထပ်တစ်ကုံတဲ့တယောက်နှင့်ချိတ်ဆက်မိသည်ဟုဆိုသည်ဒီတစ်ကုံတဲ့ကအင်္ဂလိပ်ကုမ္ပဏီတို့ကျွန်းသစ်များတင်သွင်းသူဖြစ်သည်မြန်မာဘရင်နှင့်အင်္ဂလိပ်တစ်ကုမ္ပဏီတို့မကြာခဏမကြေမလဲဖြစ်နေသည်ယခုကာလတွင်တစ်လုပ်ငန်းအတွက်အထက်အညာသို့သွားရောက်ရခြင်းသည်အန်ဒီရဲ့အလွန်များသောအလုပ်ဖြစ်တော်သည်ဘယ်တော့ပြန်လာနိုင်မလဲမသိနိုင်မောင်တော့မင်းကစာရေးစာဖတ်တတ်တယ်နော်မောင်မေးသည့်မိခွန်းကဘာအတွက်မှန်းသူမှမသိဒီမှာမောင်တော့အတွက်အလုပ်သွင်းပေးဖို့မောင်မှာအတိမိတ်ဆွေများရှိသလားဟုသူမဘာသာတွေးမိသည်ရေးတက်ဖတ်တတ်ပါတယ်ဆရာကြီးစရေးလို့ဆိုတော့စရေးမှတ်တာတွေပါလုပ်နိုင်ပါတယ်ဒါဆိုမောင်တော့ဆရာကြီးတို့စီမှာအလုပ်လုပ်နိုင်မလားအလုပ်ကဆရာကြီးအခုဝေနေတဲ့ဝေစာတွေကိုကူရေးပေးရမှာပဲလက်ရေးလက်သားလှလှနဲ့ကူရေးရမှာပေါ့ဆရာကြီးဟို့ရှ်တို့ပြန်သွားတော့ဝေစာတွေကိုပုံမနှိမ့်နိုင်လို့လက်ရေးနဲ့ကူရေးနေရတယ်မောင်ဖိတ်ခေါ်မှုကြောင့်မောင်တော့ပျော်သွားရှာတာတွေ့ရသည်မျိုးစေ့ကျဲသောသူသည်မြေမှန်ရာတုတ်ကြသောမျိုးစေ့ကိုညှက်ဆသောတရိษံတို့အစာမဖြစ်အောင်ဂယုတစိုက်စောင့်ရှောက်ရတဲ့ကဲ့သို့မောင်တော့စိတ်ထဲမှာအခြေကျအမြင့်တွယ်ပြီးသောကဲတင်ချင်းမျိုးစေ့ဆက်လက်ရှင်သန်ဖို့မောင်တာဝန်ယူလိုက်သည်ဟုသူမသဘောပေါက်မိသည်ဒီအလုတ်ကမောင်နှောအတွက်လည်းအဆင်ပြေလှသည်ကဲတင်ချင်းသက်ဆိုင်ရည်ကိုစာငတ်နေရှာသောမောင်နှောသည်နှုတ်ကပတ်တော်များနှင့်နေ့စဉ်အချိန်မပြတ်ထိတွေ့ခွင့်ရခဲ့သည်မောင်ဟောပြောချက်များသာမကမောင်ရေးသားသည့်ဝေစာများသူမ၏မိန်းကလေးကျောင်းတွင်သင်ကြားပြောဆိုသောစကားများပုံဝတ္ထုများစသည်တို့ကိုနားထောင်မှတ်သားခြင်းအပြင်သူ၏အတွင်းဝိညာဉ်သည်အစဉ်အတိုင်းတိုးတက်ရင့်ကျက်လာတော့သည်မောင်နှောသူမတို့စီရောက်လာပြီးတလမျှကြာသောနောက်သူတို့သာသနာပြုအဖွဲ့၏နာနက်ပိုင်းအာယုံဦးစုတောင်းခြင်း၌မောင်သည်စာတစောင်မြောက်ပြလျက်ဝမ်းမြောက်စွာပြောခဲ့သည်ထိုနေ့နာနက်သည်ကမောင်နှော၏နှစ်ချင်းမင်္ဂလာတောင်းခံရာနေ့ဖြစ်ပြီးထိုစာကမောင်နှောမှနှစ်ချင်းမင်္ဂလာတောင်းခံသည့်စာဖြစ်တော်သည်မြမလူမျိုးထဲကပထမဆုံးသောတပည့်တော်ကိုသခင်ဖျားထံသို့ငါတို့ခေါ်ဆောင်နိုင်ခဲ့ပြီးသို့သောမောင်နှော၏နှစ်ချင်းမင်္ဂလာအစီအစဉ်သည်ချက်ချင်းပြုလုပ်နိုင်ခြင်းမရှိခဲ့ကုန်းပေါင်မင်းဆက်၏နိုင်ငံတော်ကိုအနှစ်40မြောက်အုပ်စိုးခဲ့သောဘိုးတော်ဖျားမင်းနတ်ရွာဆန်ခြင်းနှင့်အတူနိုင်ငံရေးအရှုပ်အထွေးကြီးပေါ်ပေါက်လာသည်မြမဘရင်ဘိုးတော်ဖျားမင်းသည်သူနတ်ရွာဆန်သောအခါထီးနှံဆက်ခံရန်သူ၏နတ်ရွာဆန်သားတော်ကြီးဖြစ်သူရွှေတောင်မင်း၏သားမြေးတော်စကိုင်းမင်းကိုနန်းလျာထားခဲ့သည်မိမိမရှိတော့ပါကညီအကိုအစင်နိုင်နန်းဆန်ရန်
ထီးမွေစက္ကန့်ချင်းနီးစနစ်ကိုကုန်းပေါင်နန်းတီဘရင်အလောင်းမင်းတရားဦးအောင်စေရမှချမှတ်ခဲ့သည်အစင်လာကိုသားတော်စင်ဖြူရှင်မှဖောက်ဖြက်ကမိမိညီတော်တို့ကိုနမ်းမအပ်ပဲသူဤသားတော်စင်ကူမင်းကိုနမ်းအပ်ခဲ့ရာမှမြမာတို့ဤထီးနန်းစက္ကန့်ရဲ့အစင်လာပြိုပြက်ခဲ့သည်စင်ကူမင်းကိုညီကိုဝမ်းကွဲတော်သူဖောင်ကားစားမောင်မောင်ကလှုပ်ကြံနန်းလူရာမှဘရင်ဖြစ်ခြင်းလင်းဘရင်ကိုလှုပ်ကြံရသည်ဆိုသောအစင်လာဆိုပေါ်ပေါက်လာပြီးမြမာတို့ဤထီးနန်းစက္ကန့်ရေးစနစ်သည်သွေးစွန်းသောစနစ်တစ်ခုဖြစ်လာတော့သည်တူတော်ဘရင်ဖြစ်သူဖောင်ကားစားမောင်မောင်ကိုအလောင်းမင်းတရားဤသားတော်ဖြစ်သူဘိုးတော်အိုးဝိုင်းမှပုံကန်ချာနာကဖခင်ဖြစ်သူဤနန်းစင်ဆက်ခံခြင်းစနစ်အတိုင်းပြန်ဖြစ်စေခဲ့တော်လဲသူ့နောက်တွင်ဆက်ခံဖို့နန်းမွေကိုမြေးတော်စကိုင်းမင်းကိုသာပေးဖို့ဆုံးဖြတ်ခဲ့သည်အကယ်စင်စစ်အလောင်းမင်းတရားဤသားတော်များဖြစ်သောဗထွေးတော်တောင်ငူမင်းနှင့်ပြည်မင်းကိုကြော်၍မင်းအဖြစ်ကိုရသောစကိုင်းမင်းသည်သူ၏ဦးရီးတော်များကိုကောင်းစွာဖယ်ရှားနိုင်ရန်လိုအပ်လာခဲ့သည်နေပြည်တော်နှင့်ဝေးလှစွာသောရန်ကုန်သည်မိသူအုပ်ချုပ်မင်းလုပ်နေကြောင်းမသိသောကာလတစ်ခုကိုစိုးရိမ်ထိတ်လန့်စွာနှင့်ဖြတ်ကျော်ရတော့သည်ထီးနှံဆက်ခံခွင့်ရှိသောမင်းကြီးမင်းသားတို့၏နောက်တော်ပါများကနေရာတကာ၌ရှိလျက်အချင်းချင်းသွေးတိုးဆန်းလျက်အင်အားတီဆောက်လျက်ရှိနေချိန်တွင်မတမာသောသူတို့အတွက်ခိုးဆိုးလူရက်မှုပြုရန်အချိန်ကောင်းဖြစ်နေချေသည်နောက်ဆုံး၌ဗထွေးတော်တောင်ငူမင်းနှင့်မိသားစုဆွေမျိုးများကိုကွပ်မျက်ပြီးအခြားဗထွေးတော်တဦးဖြစ်ပြီးရောက်ခမလဲတော်ဆက်သူပြည်မြင်းကိုအကျဉ်းချနိုင်ခဲ့သည့်အတွက်စကိုင်းမင်းဤထီနန်းသည်တည်ငြိမ်လျက်ရှိပေပြီးအရာရာပြန်လဲတည်ငြိမ်အေးဆေးသွားသောကြောင့်ဘရင်အသည့်ဤအုပ်ချုပ်မှုအာဏာဆက်လဲရန်ကုန်ကိုရောက်ရှိလာတော့သည်ထိုကဲ့သို့အေးချမ်းသောအချိန်ကိုစိတ်ရှည်စွာစောင့်ဆိုင်းရခြင်းဤအနောက်1819ခုနှစ်ဇွန်လ29ရက်နေ့သို့ရောက်ရှိလာသည်ထိုနေ့သည်တာမန်အားဖြင့်နှစ်တစ်နှစ်ဤတာမန်နေ့ဖြစ်မည်မှန်တော်လဲမောင်နှစ်တကွကိုလ်မန်ဇနီးမောင်နှံတို့မှမူအထူးပင်စိတ်လှုပ်ရှားလျက်ရှိတော်သည်အမေရိကန်သာသနာပြုလူငယ်ဓမ္မဆရာတို့သည်မောင်နှောဤယုံကြည်ခြင်းနှင့်ပတ်သက်သောဓမ္မမေခွန်းများကိုတနင်္ဂနွေနေ့ဝတ်ပြုစည်းဝေးသို့လာရောက်လေ့လာနေကြသောလူပရိသတ်တို့အလယ်တွင်မြင်းမြန်းလျက်ရှိသည်တည်ကြည်သောမျက်နှာနှင့်ခိုင်မာသောယုံကြည်ချက်အကြောင်းဖြေဆိုနေသောမောင်နှော၏အမူအရာတို့သည်အံ့ဤစိတ်ထဲတွင်အမြဲမှတ်မိနေမိပုံရိပ်များဖြစ်တော်သည်ထို့နောက်ပရိသတ်တို့နှင့်အတူမိုင်ဝက်မြဝေးသောလိပ်ပြကန်ဟုအမည်ရသည့်ရေကန်သို့လမ်းလျှောက်သွားလျက်မြမမြေပေါ်မှာမြမမျိုးသားတဦးအားပထမဆုံးအဖြစ်နှစ်ချင်းမင်္ဂလာစီရင်ရတော်သည်အနီးရှိတောင်ကုန်းပေါ်မှရက်လျက်တချို့ထိုင်လျက်တိလိုစိတ်များစွာနှင့်ကြည့်ရှုနေကြသောမြမမျိုးသားတို့ရှေ့မှပင်မောင်နှောသည်နှစ်ချင်းမင်္ဂလာခံယူခဲ့သည်ဒီနေ့ကျမတို့ပထမဆုံးပြောင်းလဲလာသူမြန်မာတဦးအားခရစ်ယာန်ဘပ်တိဇံမင်္ဂလာဝတ်ကိုစီရင်ပေးပါတယ်အမေရိကန်ရှိယုံကြည်သူနှစ်ချင်းမိတ်ဆွေများအားဒီစာကြောင်းလေးရေးဖို့သူမတို့6နှစ်ကြာအောင်စ조사ခဲ့ရသည်ဒီစာလေးအဖြစ်အမေရိကန်မှနှစ်ချင်းများအတွက်လည်းအားတက်စရာမျှော်လင့်စရာဖြစ်လာပြီဖြစ်သောမြမသာသနာပြုကွင်းပြင်အကြောင်းကိုသတင်းပို့နိုင်ခဲ့သည်ဖျားသခင်ဤနေ့ပထမဆုံးမြမအမျိုးသားယုံကြည်သူတဦးနှင့်အတူကျွန်တော်တို့ထိုင်ပြီးပွဲတော်မင်္ဂလာဝတ်ကိုမြမဘာသာနဲ့ပြုလုပ်စီရင်ခွင့်ရကြသည်မောင်ဒိုင်ယာရီမှာရေးထားသောစာတိုလေးကအဲ့ဒီနေ့မောင်ဘလို့စိတ်လှုပ်ရှားနေခဲ့တယ်လဲဆိုတာကိုဖော်ပြနေသည်ဒီမြေကိုစရောက်ခါစနှစ်နှစ်ကျော်ခန့်အထိမိမိတို့ဇနီးမောင်နှံနှစ်ယောက်တည်းတိတ်ဆိတ်စွာယခုဂျက်စင်ကိုလ်မန်ဇနီးမောင်နှံမောင်နှောတို့အတူတကွပွဲတော်မင်္ဂလာဝတ်ကတဖြည်းဖြည်းစုံလင်ပြည့်စုံလာသည်မောင်ခေါ်၍ရောက်လာခဲ့ရာရှွန့်ထူသောဘွက်ပေါ်သောခြင်နှင့်အင်းဆက်မျိုးစုံနှောက်ယှက်သောယောဂထူပြောသောအာဟာရပြေဝဖို့ခက်ခဲသောမြမမြေအပေါ်သူမအမြင်သည်သူမတို့ရောက်ရှိစနှင့်မတူတော့ထို့ကြောင့်တိုးတက်လာသောမြမမြေသည်ရွှေရောင်လွှမ်းသည့်ဝိညာဉ်လေကွင်းများစိုက်ပျိုးဖြစ်ထွန်းရာရွှေတောင်ကမ်းဖြစ်လာဖို့မဝေးတော့ဟုသူမယုံကြည်မျှော်လင့်မိနေပါတော့သည်